အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့လုပ်ငန်းခွင်ထဲမှာတုံတဲ့စကားလုံးအတူအထွာလေးတွေကိုကျွန်တော်နားလည်ရလွယ်အောင်ပြောပြမှာဖြစ်ပါတယ်Saya dah siap kerja ni ကျွန်တော်ဒီအလုပ်ပြီးပါပြီ Saya dah siap kerja ni ကျွန်တော်ဒီအလုပ်ပြီးပါပြီလို့ပြောတာပါ Saya ဆိုတာကကျွန်တော်ဒါဆိုတာကဆူတာရဲ့အတူကောက်နော်siapဆိုတာကပြီးတာအစင်းသင်းဖြစ်တာkerja ni ဆိုတာကဒီအလုပ်ပေါ့နော်အကုန်ပေါင်းပြောတော့ Saya dah siap kerja ni ဆိုရင်ကျွန်တော်ဒီအလုပ်ပြီးပါပြီလို့ပြောတာပါ Saya ဆိုတာကကျွန်တော် dah siap ဆိုတာကပြီးပြီ kerja ni ဆိုတာကဒီအလုပ်အကုန်ပေါင်းပြောတော့ Saya dah siap kerja ni ဆိုရင်ကျွန်တော်ဒီအလုပ်ပြီးပါပြီလို့ပြောတာပါ Boleh tolong saya tak ကျွန်တော်ကိုကူညီပေးနိုင်မလား Boleh tolong saya tak ကျွန်တော်ကိုကူညီပေးနိုင်မလားလို့မေးတာပါ Boleh ဆိုတာကနိုင်တာရနိုင်တာ Tolong ဆိုတာကကူညီတာနော် Saya ဆိုတာကကျွန်တော် Tak ဆိုတာကလာပေါ့နော်အမေးပေါ့အကုန်ပေါင်းပြောတော့ Boleh tolong saya tak ဆိုရင်ကျွန်တော်ကိုကူညီပေးနိုင်မလားလို့မေးတာပါ Boleh tolong saya tak ပဲဖြစ်ဖြစ် Boleh tolong saya ကပဲဖြစ်ဖြစ်အကုန်တူတူပါပဲအဓိပ္ပာယ်က Nanti saya tolong awak ခဏနေရင်ငါမင်းကိုကူညီပေးမယ် Nanti saya tolong awak ခဏနေရင်ငါမင်းကိုကူညီပေးမယ်လို့ပြောတာပါ Nanti ဆိုတာကခဏနေရင်ပေါ့နော် Saya tolong ဆိုတာကငါကူညီပေးမယ် awak ဆိုတာကမင်းအကုန်ပေါင်းပြောတော့ Nanti saya tolong awak ဆိုရင်ခဏနေရင်မင်းကိုငါကူညီပေးမယ်လို့ပြောတာပါ Bila siap kerja ni ဒီအလုပ်ကဘယ်တော့ပြီးမှလဲ Bila siap kerja ni ဒီအလုပ်ကဘယ်တော့ပြီးမှလဲလို့မေးတာပါ Bila ဆိုတာကဘယ်တော့လဲ siap ဆိုတာကပြီးတာ kerja ni ဆိုတာကဒီအလုပ် Bila siap kerja ni ဆိုရင်ဒီအလုပ်ကဘယ်တော့ပြီးမှလဲလို့မေးတာပါ Esok baru siap မနက်ဖြန်မှပြီးမှာပါ Esok baru siap မနက်ဖြန်မှပြီးမှာပါလို့ပြောတာပါ Esok ပဲပြောပြော besok ပဲပြောပြောအဓိပ္ပာယ်ကအတူတူပါပဲနော် Esok ဆိုတာကမနက်ဖြန် baru ဆိုတာကမှားပေါ့နော် siap ဆိုတာကပြီးမှာ Esok baru siap ဆိုရင်မနက်ဖြန်မှပြီးမှာပါလို့ပြောတာပါဆိုတော့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်ကလေးတွေနဲ့ပြန်လဲတွေ့ဆုံပါအောင်မယ်ခင်ဗျာအားလုံးပဲကျမ်းမာရေးကြိုးစိုက်ကြပါအဖမ်းဆီးတွေကလည်းများနေတဲ့အတွက်ကြောင့်မလို့သတိဝရိယနဲ့နေကြပါလို့ပြောရင်အားလုံးပဲဘေးရန်ကင်းကြပါစေဗျာ